ဒီနေ့တဲ့ကျွန်တော်တို့နည်းနည်းဆွေးနွေးတော့မယ်အကြောင်းအရာကိုလေစိတ်ဝင်စားစရာအဆိုတစ်ခုနဲ့စဖွင့်ခြင်းတယ်ဗျာဟုတ်ကဲ့အဲ့ဒါက time management ပေါ့အချင်းကိုစီမံခန့်ခွဲခြင်းဆိုတာအခုခေတ်မှာအလုံးမချစ်တော်ဘူးတဲ့ဟုတ်လားဟုတ်တယ်တကယ်တန်ဖိုးရှိဆုံးငွေကြေးအထက်ကအချိန်မဟုတ်တော့ဘူးအာရုံစိုက်မှုတဲ့ attention ဖြစ်လာပြီစဉ်းစားကြည့်လေဗျာကျွန်တော်တို့အားလုံးမှာတနေ့ကို24နာရီပဲရှိတာအတူတူပဲဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်တွေမှာကိုယ့်ရဲ့အာရုံစိုက်နေစွမ်းကိုဘယ်လောက်ထိထိန်းချုပ်နိုင်တယ်လဲအရေးတွေးရှိတဲ့အလုပ်တွေမှာဘယ်လောက်မြုပ်နိုင်တယ်လဲဆိုတာကမှအောင်နေမှုကိုတကယ်ဆုံးဖြတ်ပေးနေတာဆိုတော့ဒီစိတ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကရှင်းလေးပါပဲဒီအာယုံဆိုင်မှုဆိုတဲ့တန်ဖိုးကြီးငွေကြေးအတစ်ကဘေးကနေဘလို့ပေါ်လာတာလဲဟုတ်ကဲ့ကောင်းเลยဗျတက်ကဒီလောက်အရေးကြီးလာရတာလဲဆိုတာကိုအရေးအမြင့်တင်ကနေတဆင့်နန်းဆွေးနွေးသွားမယ်ပြီးတော့အဲ့ဒါကိုပြန်ပြီးထိန်းချုပ်နိုင်မှုလက်တွေ့ကြတဲ့နီလန်းဒီကိုပါထုံနှုတ်တင်ပြသွားမှာပါရှင်ကောင်းလေဗျဒါကအမြဲတမ်းတုံ့ပြန်နေရတဲ့ဘဝကနေကိုယ်တိုင်ရွေချက်ရှိရွေးချယ်ဖန်တီးတဲ့ဘဝတစ်ခုကိုပြောင်းလဲဖို့လမ်းစာတစ်ခုပေါ့အဲ့ဒီအာယုံဆိုင်မှုကငွေကြေးအသစ်ဖြစ်လာတယ်ဆိုတဲ့အချက်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဘယ်ကနေစားတာလဲအရင်အမြင့်တင်မှာ attention economy ဆိုတဲ့စကားလုံးကိုသုံးလာတယ်နော်ဟုတ်ကဲ့အာယုံဆိုင်မှုကိုအခြေခံတဲ့စီးပွားရေးလို့ပြောရမှာပေါ့ဟုတ်ကဲ့အဲ့ဒီစီးပွားရေးစနစ်ကကျွန်တော်တို့နေ့စဉ်ဘဝထဲကိုအပြည့်အဝရောက်နေပြီ social media တွေတတိ apps တွေဖျော်ဖြေရေး platform တွေအားလုံးကလေသူတို့ကပိတ်ချန်တောင်းနေတာမဟုတ်ဘူးသူတို့ကကယ်လိုချင်တာကကျွန်တော်တို့ရဲ့အဖို့တန်တဲ့အာယုံဆိုင်မှုပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီနောက်ွယ်ကစိတ်ပညာပဲဟုတ်ကဲ့အရင်မြစ်တင်မှာ persuasive technology ဆိုတဲ့အတုံးအနှုံးကိုတွေ့ရတယ်ဆိုလိုတာကလူလေးကိုဆွဲလန်းတော့တမင်တကာ design ထုတ်ထားတဲ့နည်းပညာတွေပေါ့ဥပမာlike ခလုတ်တီပြီးတော့အဆုံးမရှိ scroll လုပ်လို့ရတဲ့ news feed တွေလိုမျိုးလားအတိအကျပဲရှင်အဲ့ဒါတွေအားလုံးကကျမတို့ဦးနှောင်းရဲ့ဒူပမင်လို့ခေါ်တဲ့စိတ်ကြည်နမှုပေးတဲ့ဟော်မုန်းစနစ်ကိုပြတ်မထားပြီးဖန်တီးထားတာဟုတ် notification တစ်ခုတက်လာတိုင်း like တစ်ခုရလိုက်တိုင်းဦးနှောင်းကစုသေးသေးလေးရလိုက်တယ်လို့ခံစားရပြီးနောက်တစ်ခါထပ်လိုချင်စိတ်ထက်လာအောင်ဆွဲဆောင်ထားတာဒါကြောင့်ဖုန်းကိုအကြောင်းမရှိပဲခဏဖွင့်ကြည့်နေမိတာပေါ့ direct literature ရောက်မှုကကြောက်စရာကောင်းတယ်တဲ့အရင်မြစ်ထဲမှာ context switching ဆိုတဲ့ဟုတ်ကဲ့အတွေးပြောင်းဟာမျိုးဟုတ်တယ်အတွေးပြောင်းတာကျွန်တော်ကိုယ်တိုင်မနည်းကပဲဖြစ်ခဲ့တာအရေးကြီးတဲ့အလုပ်တစ်ခုကိုအာယုံစိတ်လုပ်နေတော့ဖုန်းကနေ message တစ်ဆောင်ဝင်လာတယ်ခဏပဲဆိုပြီးပြန်ဖြေလိုက်တယ်ပြီးတော့ကိုယ့်အလုပ်ကိုပြန်လုပ်ဖို့ကြည့်လိုက်တဲ့အခါမှာပါဆက်လုပ်ရမှာမတည်တော့တလို့ပဲအတွေးကလုံးဝပြတ်သွားရောဟုတ်ပြန်ဆက်ဖို့ခက်သွားတာနော်တော်ခက်သွားတာသူတဒနာတွေအရာအဲ့လိုအာယုံပြောင်းလိုက်တာကနေမူလအလုပ်ကိုအပြည့်အဝပြန်အာယုံစိုက်နိုင်ဖို့ပြန်မြမိနစ်20လအထိကြာနိုင်တယ်ဆိုပဲအဲ့ဒီနေရာမှာ Cal Newport ရဲ့ deep work ဆိုတဲ့စကားကအရင်မှန်သွားပြီသူဆိုလိုတာကတကယ်တန်ဖိုးကြီးတဲ့တီထွင်ဖန်တီးမှုတွေလေဟုတ်ကဲ့ဥပမာစာရေးဆရာတယောက်ကဝတ္ထုတပုတ်ရဲ့အလက်ပြောင်းကိုစဉ်းစားတာမျိုး programmer တယောက်ကရှုပ်ထွေးတဲ့ code ကိုဖြည့်ရှင်းတာမျိုးတွေဟာ email တွေထက်ပြန်ရင်းနဲ့ဘယ်တော့မှဖြစ်မလာဘူးတဲ့ဟုတ်မှာပဲအနောက်အရာအားလုံးကိုပိတ်ပြီးအနည်းဆုံးအနာရီ2နာရီလောက်အလုပ်ထဲမှာနစ်မြုပ်လိုက်မှသာတကယ်ထိုးဖောက်တီးထွင်မှုတွေထွက်လာနိုင်တာပါဆိုလိုတာကအချိန်များတာချက်အာယုံစူးစိုက်မှုရဲ့အရေးအသွေးကပိုရေးကြီးတယ်ဆိုတာပါပဲဒီတော့လေကိုယ့်ရဲ့အာယုံစိုက်မှုအခြေအနေလေးကိုပိုပြီးနားလည်နိုင်ဖို့ Maura Thomas ရဲ့ Four Quadrants of Attention Management ဆိုတဲ့မူပေါင်းလေးကိုလေ့လာကြည့်အောင်ကောင်းတယ်ဗျဒါကကိုဘယ်အခြေအနေမှာရောက်နေလဲဆိုတာကိုမှန်တစ်ချက်လို့ထင်စင်ပါပထမတစ်ခုကလူများစုအကျွမ်းဝင်ဆုံးဖြစ်မဲ့ reactive and distracted အခြေအနေပါတုံ့ပြန်မှုများပြီးအာယုံပြန်လွတ်နေတာပေါ့ဒါကတော့ကျွန်တော်ရဲ့တင်းလာနေမနှက်ပိုင်းလို့ပဲဟုတ်ရဲ့သား email လို့ဝင်လာလိုက် message ဝင်လာလိုက် look for guy fact ကစကားလာပြောလိုက်နေတနေ့တော့အလုပ်ရှုံနေတယ်လို့ခံစားရပြီမဲ့ညနေဆောင်တော့ကိုယ့်ရဲ့အဓိကလုပ်ရမယ့်အလုပ်ကတော့မပြီးသေးဘူးအရင်မြင့်မှာတုံထားတဲ့ continuous partial attention ဆိုတဲ့အသုံးလုံးကဒီအခြေအနေကိုကွက်ကွင်းပေါ်ပြနေတယ်ဘယ်ရာကမှအာယုံပြေဝမပေးပဲအပေါ်ရန်လေးပဲအကုန်လိုက်လုပ်နေတာမျိုးအဲ့ဒီအချက်ကိုတစ်ခုထပ်ဖြည့်ချင်နေရှင်အဲ့ဒီ continuous partial attention ဆိုတာအလုံးများတယ်လို့ခုထင်သွားစေထောင်ချောင်းတစ်ခုပဲတကယ်တော့အလုံးမပြီးပဲဦးနောက်ပင်မန်းတာပဲအဖတ်တယ်ဟုတ်တယ်အဲ့ဒီရဲ့ဆန့်ကျင်ဘက်ဒုတိယ quadrant ကတော့လူတိုင်းလိုချင်တဲ့ flow အခြေအနေပါအာယုံစူးစိုက်မှုအပြည့်နဲ့အလုပ်ထဲနစ်ဝင်နေတာပေါ့flow state ဟုတ်ပါတယ်ဒါကတော့စိတ်ပညာရှင် Mihaly Csikszentmihalyi ရဲ့သူတေသနာတွေမှာအကျယ်တွင်ဖော်ပြထားတာပါ
ကိုယ့်ရဲ့အရေးချင်းနဲ့လုံနေတဲ့အလုပ်ရဲ့စိန်ခေါ်မှုကွက်တိကျတဲ့အခါအချိန်ဘယ်လိုကုန်သွားမှမသိအောင်အလုပ်ထဲမှာနစ်မြုပ်သွားတဲ့ခံစားချက်မျိုးပါ တတိယတစ်ခုက focused and mindful ဆိုတော့ရည်ချက်ရှိအာယုံစိုက်တာပေါ့ခဏလေးနော်အဲ့ဒီ flow နဲ့ခုနပြောတဲ့ focused and mindful ဆိုတာတိတ်မကွာဘူးလို့ထင်ရတယ်ဘယ်ချက်ကသူတို့နှစ်ခုကိုအဓိကကွဲပြားသွားစေတာလဲ ကောင်းတယ်မိကုန်းပါရှင် flow ကလေအလိုဖြစ်သွားတဲ့သဘာဝဖြစ်စဉ်တစ်ခုလိုပဲအားကစားသမားတစ်ယောက်ပြိုင်ပွဲမှာအစွမ်းကုန်ကစားနေချိန်မျိုးပေါ့အားစိုက်ထုနေရတယ်လို့မခံစားရဘူးfocus and mindful ကတော့အဲ့ဒီလိုမဟုတ်ဘူးဒါကကိုယ့်ရဲ့စိတ်ဆွမ်းအားကိုသုံးပြီးအနောက်အရှက်တွေကိုတမင်တကာဖေရှောက်ပြီးအလုတ်တစ်ခုတည်းကိုပဲအာယုံစိုက်ဖို့စူးစမ်းအားထုတ်ရတဲ့အခြေအနေပါ ။အော်ဥမာစာမေးဖို့တဲ့စာချက်တာမျိုးပေါ့ အတိအကျပဲဒါကစွမ်းရင်လိုပြီးမဲ့တန်ဖိုးကြီးတဲ့ရလက်တွေထွက်စေတဲ့အခြေအနေတစ်ခုပဲ ။စင်သွားပြီ။ flow ကအမဆက်ရအဖေရောက်သွားတာ။ focus ကတော့ကိုယ်တိုင်ကြိုးစားတိဆောက်ရတာပေါ့။ဒါဆိုနောက်ဆုံးတစ်ခုကဘာဖြစ်မလဲ နောက်ဆုံးတစ်ခုကတော့ကျမတို့အားလုံးအထင်သေးထားတတ်တဲ့အရာပါအဲ့ဒါကတော့ daydreaming ကို daydreaming ဟုတ်ပါတယ်နိခင်ကြောင်တောင်အိမ်မက်မက်တာဒါမှမဟုတ်စိတ်ကူးရင်ပြီးတွေးလွင်နေရမျိုးပေါ့ the minute လောက်ရ daydreaming ကအကျိုးရှိလေဆိုတာတော့ကျွန်တော်တို့ငယ်ငယ်ကတည်းကကြားခဲ့ရတာနဲ့စန့်ကျင်ပဲပဲစာသင်ခန်းထဲမှာအသွေးလွှတ်နေလို့ဆ iam ဆူတာခဏခဏပဲ ဟုတ် အမြဲတမ်းအချိန်ဖြုံးတယ်အာယုံမရှိဘူးလို့အပြောခံခဲ့ရတာလေဒါတကယ်ကိုအမြင်သက်ပဲအဲ့ဒီအကြောင်းနည်းနည်းလောက်ထပ်ရှင်းပြပါဦး ဟုတ်ပါတယ်အလုပ်တီကြားကအားလက်ချင်လေးတွေမှာစိတ်ကိုလွတ်လပ်စွာလွင့်မျောခွင့်ပေးတာကအကျိုးမရှိဘူးလို့ထင်ရတယ်ဒါပေမဲ့သူတေသနာတွေအရဒါဟာဦးနောက်တော့မရှိမဖြစ်လိုအပ်တဲ့အနာပေးချိန်တစ်ခုပါ ဟုတ်လား အဲ့ဒီအချိန်မှာဦးနောက်ကသူလက်ခဲရရှိထားတဲ့အချက်လက်တွေကိုနောက်ွယ်မှာပြန်လဲစီစဉ်တယ်ချိတ်ဆက်မှုအသစ်တီပြုလုပ်တယ်ဒါကြောင့်မထင်မထားရဲ့အကြံဉာဏ်တစ်တီထွင်ဖန်တီးမှုတွေကရေချိုးနေရင်လမ်းလျှောက်နေရင်ပေါ်လာတတ်တာပေါ့ အာဟုတ်တယ် ဒါပေမဲ့အခုခေတ်မှာဘာဖြစ်လဲဆိုတော့အားလက်ချိန်နည်းနည်းမြကြတာနဲ့ဖုန်းထုတ်ပြီး scroll လုပ်လိုက်ကြတယ်ဦးနောက်ကိုအသွေးလွင့်ခွင့်မပေးတော့ဘူးလေဒါကြောင့်တီထွင်နိုင်စွမ်းနေကြဆင်းလာရလားပါ ကောင်းပြီဒါဆိုရင်ဒီ quadrants ကိုတီးသွားပြီဒါကကိုအခြေအနေကိုတုံးတက်ဖို့အတွက်အရန်ကောင်းတဲ့မှန်တစ်ချက်ပဲဒါမဲ့လက်တွေ့မှာဘယ်လိုလုပ်လာမလဲ ဟုတ်ကဲ့ အထူးသဖြင့်ကျွန်တော်တို့အများစုနေအိုင်းနီးပါးကြာရောက်နေတဲ့ reactive and distracted ဆိုတော့အာယုံပြည့်လွယ်မှုတွင်တွေကနေဘယ်လိုယုံထမလဲအရင်မြစ်ဒီမှာအဓိကနီးဗျူဟာ၃ခုကိုအကြံပြုထားတယ်ဗျာပထမဆုံးတစ်ခုကတော့ရိုးရှင်းပြီးအစွမ်းထတယ်အချိန်ပိုင်းတတ်မှတ်ပြီး digital အနောက်ရည်လက်တွေကိုဖြတ်တောက်ခြင်းပါ focus block လို့ခေါ်တာပေါ့နော် ဟုတ်တယ် focus block ဥပမာမနေ့9နာရီကနေ7နာရီထိကကိုယ့်ရဲ့အရေးကြီးဆုံးအလုပ်အတွက် focus block ဆိုပြီးသတ်မှတ်လိုက်တယ်အဲ့ဒီ2နာရီအတွင်းမှာဖုန်းကို airplane mode ဖြောင်းထားမယ်ကွန်ပျူတာပေါ်က email တို့ social media တို့လို tab တွေအားလုံးကိုပိတ်ထားမယ်ရီမန်းချက်ကကိုယ့်ရဲ့ 100% အာယုံစိုက်မှုကိုဒီအလုပ်တစ်ခုထဲမှာပဲရင်းနှီးမြှုပ်နှံဖို့ပဲ ဒုတိယနေဗျူဟာကတော့ကျမတို့ခုနကဖြိုခဲ့တဲ့အတွေးပြောင်းခြင်း context switching ကိုရှော့ချဖို့ပါပဲ multitasking ရှောင်ခိုင်းတာပေါ့ ဟုတ်ပါတယ်လူများစုက multitasking လုပ်နိုင်တယ်လို့ထင်ကြပေမဲ့တကယ်တော့ဦးနောက်ကအလုပ်တွေကိုတစ်ခုပြီးတစ်ခုအမြန်ပြောင်းလုပ်နေရပဲဖြစ်တယ်အဲ့လိုလုပ်လေဦးနောက်ဆွမ်းအန်ပိုကုန်လေအမားပိုများလေပဲ ဟုတ်တယ် ဒါကိုဖြည့်ရှင်းဖို့အကောင်းဆုံးနည်းလား batching ပါအလုပ်တွေကိုစုစည်းလုပ်ဆောင်ခြင်းပေါ့ batching ကိုဥမာပြရရင် email ဖြေတာမျိုး email တစ်ဆောင်ဝင်လာတိုင်းချက်ချင်းကောက်ဖြေနေမယ်အစားနေ့လယ်တနားရီလိုမျိုးအချင်းတစ်ခုသတ်မှတ်လိုက်တယ် ဟုတ်တယ် အဲ့ဒီအချင်းကြမှာဝင်လာတဲ့မြ email အလုံးကိုတစုတစည်းတည်းဖြည့်ဆို့လိုက်တာမျိုးဒါကဦးနောက်ရဲ့အာယုံစိုက်မှုကိုခဏခဏမပြောင်းရတော့တဲ့အတွက်ပိုပြီးထိရောက်စေတယ် ဟုတ်တာတဲ့ meeting တွေကိုလည်းနေ့တစ်ပိုင်းတည်းမှာစူးစီးထားတာမျိုးလေးလုပ်လို့ရတယ်နော် ဟုတ်တယ်ကျွန်တော်တို့ဒီနီလန်းကိုသဘောကျတယ် email ကိုခဏခဏစစ်နေရတဲ့အချင်းဆိုကနေလွတ်မြောက်သွားတယ်လို့ပဲ တတိယလည်းနှုံဆုံးနီးပြူဟာပါတော့ကိုယ့်ရဲ့တန်ဖိုးအရှိဆုံးအလုပ် high value task ပေါ့ HPT ကိုဦးစားပေးခြင်းပါ HBT ဟုတ်ပါတယ်တနေ့တာအတွက်အရေးကြီးဆုံးကိုယ့်ရဲ့ရေးရှည်ရည်မှန်းချက်နဲ့အနည်းဆက်ဆုံးဖြစ်တဲ့အလုပ်တစ်ခုဒါမှမဟုတ်တစ်ခုကိုပဲရွေးချယ်ပါပြီးရင်ကိုယ့်ရဲ့အကောင်းဆုံးစွမ်းအင်ရှိတဲ့မနက်ပိုင်းလိုအချင်းကိုအဲ့ဒီ HPT အတွက်အရင်ဆုံးပေးရလိုက်ပါ ဟုတ်တယ်အဲ့ဒီအချက်ကအေးကြီးတယ် to do list ကအလွယ်ဆုံးအလုပ်လေးတွေကိုအရင်ချစ်လိုက်ရတဲ့ခံစားချက်ကကောင်းပေမဲ့ ဟုတ် နေကုန်တဲ့အခါတကယ်အရေးကြီးတဲ့အလုပ်ကြီးကမပြီးပဲကြံ့နေခဲ့တယ် အတိအကျပဲရှင်
HPT တခုပြီးတော့တာကတခြားအရေးမကြီးတဲ့အလုပ်မယ်လေးတွေအများကြီးပြီးတာထက်ပိုပြီးတိုးတက်မှုကိုဖြစ်စေပါတယ်ဒီနည်းဗျူဟာတွေကိုကျမတို့အစောပိုင်းမှာပြောခဲ့တဲ့ quadrants နဲ့ပြန်ချိတ်ဆက်ကြည့်အောင်ဒီ focus block တွေ batching တွေ HPT ကိုဦးစားပေးတာတွေဟာအလုပ်ပြီးမြောက်စေတဲ့လက်ကွက်လေးတွေတသက်မဟုတ်ပါဘူး ဟုတ်ကဲ့ ဒါတွေဟာ flow နဲ့ focused and mindful ဆိုတဲ့အကောင်းဆုံးအခြေအနေတွေစီရောက်ဖို့အတွက်ပတ်ဝန်းကျင်ကိုတမင်တကာပြန်လဲဒီဇိုင်းဆွဲတဲ့နည်းလမ်းတွေဖြစ်တယ်ပေါ့ ဟုတ်ပါတယ်ရှင်ကိုယ်စိတ်ကိုထိန်းချုပ်ခြင်းရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့အလစ်ကျင့်တွေကိုအရင်ဆုံးထိန်းချုပ်ရမှာဖြစ်တယ်ဆိုတဲ့သဘောပါပဲပါတယ် နေ့စဉ်နဲ့မြကိုကဘဲရာကိုအာယုံဆိုင်မလဲဆိုတဲ့ရွေးချယ်မှုလေးတွေကကိုယ့်ရဲ့အလုပ်ဆက်ဆံရေးနောက်ဆုံးမှကိုရရှိခံစားရမယ့်ဘဝအတွေ့အကြုံတွေရဲ့အရေးအတွေ့ကိုပုံဖော်ပေးသွားမှာပါနောက်အခုအလေးပေးချင်တာကဒါဟာတညတနေ့ရရမယ့်အရာမဟုတ်ပဲကျွတ်တာတစ်ခုလိုလေ့ကျင့်ယူရတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာပါပဲစိတ်ဆွမ်းအားလိုအပ်တာပေါ့ ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီစိတ်ဆွမ်းအားဆိုတာကလည်းအဆုံးမရှိတဲ့အရာမဟုတ်ဘူးလေကောင်းမွန်တဲ့အိပ်ဆက်အနားယူမှုအာဟာရပြည့်ဝမှုတို့ကအဲ့ဒါကိုပံ့ပိုးပေးတယ်ဒါဟာအဟောင်းနဲ့ကြိုးမရှိတဲ့အလေးအကျင့်တွေကိုအသစ်နဲ့အစွမ်းထက်တဲ့အလေးအကျင့်တွေနဲ့အစားထိုးခြင်းဆိုတဲ့ခရီးရှည်တစ်ခုပါပဲ ဟုတ်ကဲ့ဗျာ နောက်ဆုံးအနေနဲ့နားထောင်သူကိုစဉ်းစားစရာအတွေ့အထိပေးခဲ့ချင်ပါတယ်အရင်မြစ်တွေမှာဖော်ပြထားတဲ့အချက်တစ်ချက်ကအရာထိမိရဲ့ ဟုတ်ကဲ့ ကိုယ့်ရဲ့အာယုံဆိုင်မှုကကိုရရှိမဲ့ဘဝအတွေ့အကြုံတွေကိုဆုံးဖြတ်ပေးပြီးအဲ့ဒီအတွေ့အကြုံတွေကကိုနေထိုင်ရမယ့်ဘဝကိုပုံဖော်ပေးတယ်တဲ့ ဒီတော့ဒီအတွေးလေးနဲ့အဆုံးသတ်ချင်ပါတယ်ကျမတို့ဘဝမှာတကယ်အရေးပါတဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့အခိုက်အတန့်တွေဟာကျမတို့ရှေ့မှာအမြဲရှိနေနိုင်တယ်ဒါပေမဲ့အဲ့ဒီလိုတန်ဖိုးရှိတဲ့အခိုက်အတန့်ဘလုံးများများက phone notification တစ်ခုဒါမှမဟုတ်အတိတ်ပဲမဲ့ scroll လုပ်ခြင်းတစ်ခုစီမှာပျောက်ဆုံးသွားခဲ့ပြီလေ